အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ဝေမျှပေးခြင်းတဲ့ခေါင်းစဉ်လေးကတော့ပရိနဝင်းစိတ်နည်းလေးပဲဖြစ်ပါတယ်နဝင်းပရိစိတ်နည်းဆိုတာမေတ္တာနဲ့ပြည့်သလောက်ဖြစ်နေတဲ့ပရိစိတ်တာဝါဒနာပါတယ်ဆိုရင်နဝင်းရဲ့သဘောကိုနည်းနည်းတော့သိထားရပါမယ်လိုရင်းတူရင်းကတော့နဝင်းဆိုတာဘယ်အရာမှဆုံးမြောက်ခြင်းအညမင်းများသဘောမစ္စည်းမတရားဖို့မဓာတ်တို့ညီညွတ်ရာမှဖြစ်ပေါ်လာတဲ့အလင်းဆန်းရင်လွတ်မြောက်ချမ်းသာမှုလောကီကောင်းကျိုးတန်နိုးလို့ပြောလို့ရပါတယ်အတုမရှိနဝင်းဝိဇ္ဇာတိဖြစ်တဲ့ဘုရားရှင်ရဲ့ဘုံဟိတ်အားကိုယူထားတဲ့ဂုဏ်တော်ဂါထာကိုပြောပြပါမယ်ဂါထာကအရဟံဘဂဝါဇီနောအဆိုတာကတေရာဂဆိုတာကရှိဟန်ဆိုတာက6မဆိုတာက9ဂငယ်ဆိုတာက2ဝါဆိုတာက4ဇိဆိုတာက3နောဆိုတာက9စသဖြင့်စုပေါင်းလိုက်ရင်မင်္ဂလာနဝင်း36ရုပ်နဝင်းရပါတယ်ကြိုတဲ့အဖြစ်ရှိလိုက်ရင်တော့အဆိုတာက6ရာဂဆိုတာက12ဟန်ဆိုတာက21ဘာဆိုတာက19ဂငယ်ဆိုတာက15ဝါဆိုတာက19ဇိဆိုတာက18နောဆိုတာက30စုပေါင်းလိုက်ပြန်ရင်တော့နဝင်း108ရပြန်ပါတယ်ယုံနံဆုံးပြီးယုံနံနဝအိသဒယအဆိုတောင်ရှိပါတယ်လက်ကျိုးဆရာကြီးများအခုဂါထာကိုအင်းပြည့်ပူဆွဲဆောင်ရွက်ကြပါတယ်ဒိဋ္ဌံဝင်မှဆိုရင်အ ਨੇ ဆုံး9ရက်မဒီ9ဘတ်ပရိစိတ်ပွားပြီးဆန္ဒပြုဆုတောင်းနိုင်ပါတယ်အရေးကြောင်းပြည့်ငယ်အလိုက်18ရက်29ရက်စိတ်နိုင်ပါတယ်ပရိပတ်ရေကတော့မနိုင်ရင်မတိုးတင်ပါဘူးအရေးတက်တဲ့ဘုရားရှင်ရဲ့ဂုဏ်တော်ကျေးဇူးတော်တွေကိုကြီးညိုခြင်းဖြစ်တဲ့ရေချင်းကရင်ထဲမှာနဝင်းစိတ်ထားတွေဖြစ်နေတဲ့အတွက်ရေချင်းကအဓိကဒီနည်းနဲ့ပဲအမှုကင်းပြီးလက်ရှိစီစဉ်ရုပ်လွှမ်းမိပြီးအလုံးလက်မှတ်ကံဘုံကံကွယ်စီးပွားပြရတဲ့ကံစတဲ့ပေးရကံသူတွေကလွတ်မြောက်ပြီးကံဉာဏ်ဥရိယအတိုင်းတာရတစားပိတ္တစကောင်းကျိုးများရရှိမှဖြစ်တဲ့အတွက်အင်မတန်အကျိုးရှိတာမို့မေတ္တာများစွာဖြင့်ဝေမျှခြင်းပြုလိုက်ပါတယ်